ဝန်ထမ်းတွေ performance ကျလာပြီပေါ့နော်တကယ်တမ်းသူနဲ့ကိုနဲ့ကြားမှာအလုပ်လုပ်ရတာအဆင်မပြေတော့ဘူးသူ့ရဲ့လုပ်ဆောင်ချက်တွေကိုလည်းရလက်တွေကိုလည်းမကြိုက်တော့ဘူးဖြစ်လာပြီဆိုရင်ကျွန်တော် leader တွေကျွန်တော် business owner တွေတော်တော်ခေါင်းကိုက်ရပြီပေါ့နော်အဲ့ချိန်မှာကျွန်တော်ပြပြချင်တာလူတွေအားလုံးရဲ့အနှစ်ချုပ်ဒီဘာလဲဆိုယုံကြည်မှုပဲအဲ့တော့ကိုနဲ့သူနဲ့ကြားယုံကြည်မှု customer နဲ့ company ရဲ့ယုံကြည်မှု customer နဲ့ဝန်ထမ်းနဲ့ကြားယုံကြည်မှုအားလုံးယုံကြည်မှုတစ်ခုခုတော့ပြက်ပြားနေပြီလို့ပြောပြချင်အဲ့တော့ဒီလိုမျိုးဖြစ်ပြီဆိုရင်ကျွန်တော်တို့ဝန်ထမ်းတွေကိုကင်တွယ်လို့ရတဲ့နီလန်၃နည်းရှိပါတယ်နံပါတ်1ကတော့ဘာလဲလို့ပြောရမယ်ဆိုရင်တော့သူနဲ့ကိုနဲ့ကြားမှာ alignment ပြန်လုပ်ရမယ်ညှိနှိုင်းမှုတစ်ခုလုပ်ရမယ်ဘာနဲ့တူလဲဆိုရင်ကျွန်တော်တို့က company အနေနဲ့ဘာစင်ပေါ်မှာကျွန်တော်တို့ကတရုပ်ဆောင်နဲ့ပြဆက်လုပ်နေရထက်ဆိုင်ကျွန်တော်နဲ့ဝန်ထမ်းတွေကသူနဲ့တူခုံတန်းမှာထိုင်ပြီးတော့ဒီပြဆက်ကိုတူကြည့်နေတဲ့ပုံစံမျိုးဖြစ်အောင်ပြန်ပြောရမယ်ဘာကြောင့်လာအလုပ်လုပ်တာလဲဒီလုပ်ငန်းအောင်မြင်တယ်ဒီနောက်2နှစ်နေဘာရကြတယ်ဒီခရီးမှာဘာတွေလိုအပ်သေးလဲဆိုတဲ့ဟာကိုကျွန်တော်တို့ကသူ့အတွက်ကျွန်တော်အလုပ်လုပ်ပေးတာတကယ်တမ်းပြန်စဉ်းစားကြည့်မယ်ဆိုရင်ဝန်ထမ်းတွေက boss အတွက်လောက်ရတာမဟုတ်ကျွန်တော် leaders တွေ boss တွေကဝန်ထမ်းတွေအတွက်အလုပ်လုပ်ရဒီဝန်ထမ်းတွေကိုကျွန်တော်ပေးရမှာနင်ပါလို့ချင်လဲဆိုတာဟာကိုကျွန်တော်တေချာသိဖို့လိုရတယ်ဒီခီးကိုရှောက်မယ်ဆိုတဲ့အချိန်မှာနင်ရောဒီခီးသွားမယ်ဆိုတဲ့ဟာကတကယ်ပဲသွားချင်တာလားပေါ့ဒါကိုကျွန်တော်တို့ကပြန်ပြီးတော့ define ပြန်လုံးမှာကိုရမှာ okay ဒီဟာရောက်သွားရင်ရောဘာရမှာလဲဒီရှောက်တဲ့ချိန်တလန်းလုံးမှာရောဘာ skill set တွေကိုငါဘယ်လို train ပေးမယ်ဘယ်လိုလုပ်ပေးမယ်ကူညီပေးမယ်ဆိုရဲမင်းကမင်းအတွက်ပဲလုပ်ရမှာ boss အတွက်အလုပ်လုပ်ရမှာမဟုတ်မင်းဘွားမင်းအတွက်ပဲမင်းလုပ်ရမှာဒီလိုမျိုးလှုပ်လိုက်ရင်ဘဝပြန်ကောင်းလာမယ်โอเคအဲ့လိုမျိုးလှုပ်ရင်းနဲ့မှ company တက်ဘာကောင်းမလဲဟုတ်လားပြီးတော့ငွေရှာပြီး customer အတွက်ဘာကောင်းမလဲလို့ပြောပြီးတော့အဲ့လို alignment လှုပ်လိုက်ပြီဆိုရင်နံပါတ်1သူလည်းကိုယ်နဲ့ကြားမှာညှိနှိုင်းမှုတစ်ခုဖြစ်သွားမယ် direction တစ်ခုရသွားမယ်ဆိုရင်ကျွန်တော်နောက်တစ်ဆင့်ကျွန်တော်ဆက်သွားလို့ရပြီပေါ့နော်ဒါနံပါတ်1လောက်ရမယ်အဆင့်ဖြစ်ပါတယ်ဒုတိယအဆင့်ကတော့ဘာလဲဆိုရင်ကျွန်တော်တို့က mindset ကိုပြောင်းပေးရမှာပေါ့နော် mindset ပြောင်းတယ် coaching လုပ်တယ်ဆိုတာဘာကိုလုပ်တာလဲဆိုရင်ဝန်ထမ်းရဲ့တူမြင်တဲ့အမြင်ပေါ့ကိုကစဝင်တော့ကွာ junior members ပေါ့အဲ့ကနေမှတစ်ဆင့် supervisor ဖြစ်လာတယ် manager ဆိုသူ့ရဲ့တစ်ဆင့်တိုးတက်လာတယ်ဆိုရင်သူ့ကိုယ်သူမြင်ရမယ်သူ့ကိုယ်သူတရုပ်ဆောင်ရမယ်ဟာဒီမတူတော့ဘူးပေါ့ manager role ဒီကျွန်တော်ရှေ့ဗီဒီယိုတွေမှာလည်းပြောခဲ့သလိုပဲကစားသမားမဟုတ်တော့ကိုက coach တယောက်အနေနဲ့သူ့ becoming ဆိုတဲ့ဟာကိုပြရမယ်ဖြစ်လာမဲ့ position တွေပေါ့နောက်2နှစ်လောက်ကြာရင် manager ဖြစ်လာမယ်နောက်3နှစ်ကြာရင်ကျွန်တော်ဘာဖြစ်လာမလဲဆိုရင် senior management general manager ဟာလား COO CEO တစ်ချိန်ကျရင်ကျွန်တော် replace လုပ်နိုင်မယ်လူဖြစ်လာမလားဆိုတဲ့ဟာကိုကျွန်တော်ပြောပြရအောင်ဒါကဘာလဲဆိုရင်ဒီလိုတစ်လျှောက်တုံးမှာကျွန်တော် coaching လုပ်ပေးရအဲ့ဒါ becoming mindset ပြောင်းပေးရလို့ပါလို့ဆိုရင်အရင်တော့ကမြင်တဲ့အမြင်အရင်တော့ကအတိနယ်ကဒီခီးကိုရောက်ခဲ့ပြီနောက်ဆက်သွားမဲ့ခီးကိုကြတော့ကျွန်တော်အမြင်အသစ်ပုံစံအသစ်နဲ့သွားရမယ်ဆိုတဲ့ဟာကိုသူ့ကိုကျွန်တော်ပြောပြပေးဖို့လိုအပ်တယ် mindset ပြောင်းမှုအတွက်ကျွန်တော်စူးစမ်း mindset ပြောင်းလို့မှမပြောင်းဘူးဆိုရင်တော့လူပြောင်းမှုပဲကြံတော့တယ်အဲ့တော့ဘာဖြစ်လဲဆိုရင်ကျွန်တော်အမြဲတမ်းပြောတယ် management တယောက်မှာခြေထောက်ရဲ့လက်ရဲ့နှလုံးသားရဲ့အုံနောက်ရဲ့ဆိုပြီးတော့၄ပိုင်းရှိတယ်ဟုတ်လားမသိအဲ့တော့ကျွန်တော်စားခဲ့တော့ကလည်းကျွန်တော်ကိုယ်တိုင်ခြေတွေလက်တွေနဲ့အောက်ခြေကနေပြီးတော့လှုပ်လာခဲ့ရတာပဲတစ်ချိန်ရောက်တဲ့ချိန်ကျရင်လည်းလူတွေကိုတွဲခေါ်ပြီး leadership နဲ့ကျွန်တော်နှလုံးသားနဲ့နားလည်ပေးပြီးဆွဲခေါ်လာတာရှိတယ် okay တကယ်တမ်းဘာမှမပြောင်းဆိုတဲ့အချိန်ရောက်တဲ့ချိန်ကျရင်ကျွန်တော်တို့ဘာလုပ်ရမလဲဆိုရင်ကျွန်တော်အုံနောက်နဲ့စဉ်းစားပြီးဒီဘက်မှာဖလားရှိလို့ဒီဘက်မှာဓာတ်ရှိဖို့လိုတယ်ဘာမှမပြောင်းတဲ့လူတယောက်ကိုကျွန်တော်တို့ဘာလုပ်ရမလဲဆိုရင်ခုတ်ပေးရမယ်ကျွန်တော်တို့ဖယ်ပြရမှာဖြစ်ပါတယ်ဒါသည်အားလုံးနားခါလိမ့်မယ်ဒါပေမဲ့တကယ်တမ်း leader တွေကဘာလဲဆိုသိပါတယ်နှလုံးသားနဲ့လည်းဆုံးဖြတ်တယ်ကျွန်တော်တို့အုံနောက်နဲ့လည်းဆုံးဖြတ်တယ်ဖလားလည်းရှိတယ်လို့ဓာတ်လည်းရှိရပေါ့အဲ့တော့ဒီဝန်ထမ်းတယောက်ကိုကျွန်တော်တို့ကင်တွယ်မယ်ဆိုရင်ဒီ3ဆင့်နဲ့ကင်တွယ်လို့ရ alignment ပြန်လုပ်ကြည့် becoming ကိုဖြစ်လာမယ့်ဟာကို coaching ပြန်ပေးကြည့်နောက်ဆုံး C တစ်ခုကတော့ဗာလဲဆိုရင် change the people လူတွေဘယ်လောက်ပဲပြောင်းလို့မရဘူးဆိုရင်တော့လူကိုပြောင်းလိုက်ပါဒါပဲကျွန်တော်ပြောပြချင်အဲ့တော့ဝန်ထမ်းတယောက် performance ကြနိုင်ဒီ APC နဲ့ကျွန်တော်လုပ်ကြည့်ပါ thank you ပါ